Okay အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်တို့ unit 3လေးရောက်သွားပြီပေါ့နော်unit 3မှာကျွန်တော်တို့က unit 1မှာ present continuous နော် unit 2မှာ present simple ဒီလိုမျိုးလေးကျွန်တော်တို့သုံးခဲ့ပြီးပါပြီအဲ့တော့အခုတော့ unit 3မှာတော့ present continuous နဲ့ present simple နဲ့ပေါ့နော်ဒါလေးကိုနှိုင်းယှဉ်ပြီးတော့လုပ်ပြထားတဲ့အခန်းလေးဖြစ်ပါတယ်အဲ့တော့ present continuous ကိုကျွန်တော်တို့သိပြီးသွားပြီ present continuous ကဘယ်အချိန်မှာသုံးလဲဆိုတော့ဒီမှာwe use the continuous for things happening at or around the time of speaking အခုစကားကိုပြောနေတဲ့အချိန်တစ်ချိန်တည်းမှာပဲလုံနေတဲ့ဖြစ်ပျက်နေတဲ့အရာမျိုးတွေကိုပြောတဲ့အခါသုံးတယ်ဒါမှမဟုတ်ကိုစကားပြောနေတဲ့အချိန်ရဲ့ပတ်လည်ပါဘောနော်အချိန်တစ်ဝိုက်ပေါ့အချိန်တစ်ဝိုက်မှာဖြစ်နေတဲ့ကိစ္စတွေကိုပြောတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့က present continuous နဲ့ကျွန်တော်သုံးပါတယ်ဒီမှာဆိုရင်သူကပုံလေးနဲ့ပြထားပါတော့ဒီမှာဆိုရင် timeline လေးနဲ့ပြထားတယ် past အတိတ်ရဲ့ announce ဆိုရယ်အခု present ပေါ့နော်အခုအချိန်ကာလ future ရယ်ဆိုရင်တော့ဘယ်အချိန်ကဟာတွေကို present continuous နဲ့သုံးပြီးပြလေးရှိလဲဆိုတော့ကျွန်တော်တို့ဒီ past ပေါ့နော်ဒီအတိတ်ကနေစပြီးဒီနားတစ်ဝိုက်ပေါ့နော်ဒီကျွန်တော်တို့အခုရောက်နေတဲ့ကိစ္စတစ်ဝိုက်ဒီပေါ့နော်အမျိုးကိစ္စတွေကိုပြောတဲ့အခါမှာဆိုရင် present continuous နဲ့သုံးလေးရှိပါတယ်နော်အဲ့တော့ဒါလေးပြောထားတယ်အဲ့တော့ present simple ကြတော့ present simple ကြတော့ကျွန်တော်ပြောပြီးသား general ရေဘူးရအားဖြင့်ပြောတဲ့အခါမျိုးမှာဆိုရင်သုံးတယ်နောက်တစ်ခါကျတော့ repeatedly ဆိုတဲ့အထက်ခါဖြစ်နေတဲ့အကြောင်းအရာတွေပြောတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်တို့က present simple ကိုသုံးတယ် present continuous ကိုကြတော့ကျွန်တော်တို့ပြောတဲ့အချိန်မှာဖြစ်နေတဲ့လုပ်နေတဲ့အရာတွေနောက်ပြောနေတဲ့အတော့အတွင်းတစ်ဝိုက်မှာပဲဖြစ်နေကြလုပ်နေကြအရာတွေပြောတဲ့အခါကျရင် present continuous ကိုသုံးပါတယ်ဒီသုံးလေးရဲ့ခွဲခြားပုံကိုသိရဆိုရင်ကျွန်တော် usage တွေမှန်လာမှာပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်ကြည့်ကြည့်အောင်အဲ့ဆိုရင်ဒီမှာကြည့်ကြည့်ပါ the water is boiling be careful ဒါဥပမာစာကြောင်းလေးနဲ့ပြီးထားတာဆိုတော့ဥပမာလေးယူကြည့်ပို့ပြီးတော့ရှင်းမယ်ပေါ့နော်the water is boiling be careful ဒါဘာပြောတာလဲဆိုတော့ the water is boiling be careful the water it's boiling water ဒီမှာ subject အနေမို့လို့ကျွန်တော် verb to be မှာ is common နော်အဲ့တော့ subject အနေဆို verb မှာကျွန်တော် is common အဲ့တော့ the water is boiling be careful ရေဆူနေပြီ be careful တတိထားအဲ့တော့ပြောနေတဲ့အချိန်မှာရေကဆူနေတာပြောနေတဲ့အချိန်မှာကျွန်တော်ရေမျိုးတည်ထားတယ်ပြောနေတဲ့အချိန်မှာရေနွေးဆူတယ်ဒါမျိုးပြောတဲ့အခါမျိုးမှာ present continuous ကိုဖြစ်တယ်ဒီဖြစ်ပျက်ကကျွန်တော်ပြောနေချိန်မှာဖြစ်နေတာဒီဘက်ကိုကြည့်ကြည့်လိုက် water boils at 100 degrees Celsius ရေက100 degree မှာဆူတယ်ဒါကျွန်တော်တို့ရဲ့ generally true ဖြစ်တယ်နော်ကျွန်တော်အမြဲလက်ခံထားတယ်ဒါသိပ္ပံနည်းရတယ်ကျွန်တော်မှန်ကန်တဲ့အရာဒီလိုမျိုးရေဆိုတာ100 degree ဆိုတာနဲ့ဆူတယ်ဆိုတဲ့ဟာကျွန်တော်အားလုံးသိရသိပ္ပံနည်းကြရေကို100 degree တည်လိုက်တာနဲ့ကျွန်တော်ရေကပုတ်ဆူတယ်ဒီသဘောတရားကိုကျွန်တော်တို့ပြောတဲ့အခါမှာဆိုရင်တော့ကျွန်တော် present simple ကိုသုံးရတယ်အဲ့တော့ present simple ကိုသုံးတော့ရှေ့က subject ကိုကြည့်တော့ subject မှာ subject ကအနေဖြစ်တဲ့အတွက်ကျွန်တော် point နောက်မှာ s ထည့်မယ်ရမှာနော် okay အဲ့လိုပဲအဲ့တော့ဒီနှစ်ခုအကွဲပြားပုံသိမယ်ဒါကကြောင့်အခုပြောနေချိန်မှာဖြစ်တာပြောနေချိန်ဒီနွေးရဆူနေတာဒါကကြတော့ကျွန်တော်ရေနွေးရ100 degree ဆိုတာနဲ့ဆူတယ်ဆိုရဲ general true ကိုပြောရမယ်နော် okay နောက်စာကြောင်းလေးတစ်ခုကြည့်ကြည့်အောင် listen to those people what language are they speaking အဲ့ဒီ listen to those people သူတို့ဒီလူတွေပြောနေတာနားထောင်ကြည့်စမ်းနော် what language are they speaking သူတို့ဘာပြောနေကြလဲအဲ့တော့လူတွေစကားပြောနေတယ်အခုလက်ရှိကျွန်တော်ပြောနေချိန်မှာပြောနေတယ်အဲ့ပြောနေတာကိုကျွန်တော်နားထောင်ကြည့်စမ်းလို့ပြောတာအခုချိန်မှာဖြစ်ပျက်နေအရာကိုပြောတာဖြစ်တဲ့အတွက်ဘာနဲ့သုံးတာလဲဆိုတော့ကျွန်တော် present continuous နဲ့သုံးထားတယ်အဲ့တော့ subject ကိုကြည့်တဲ့ subject the ဆိုတော့ဘာနဲ့သုံးမလဲ are နဲ့သုံးပါနော်အဲ့တော့ verb to be are comment ပြီးတော့ speak ကို ing ပေါင်းမယ် are speaking အဲ့ဆို what language are they speaking ဒီအားကြတော့ဒါကကြတော့နောက်တစ်ခုဒီမှာပါကြတော့ excuse me do you speak English excuse me do you speak English ဒီမှာကျ you speak English မင်းစကားပြောသလားလို့မေးတာပြောနေလားအခုပြောနေတာမဟုတ်မင်းစကားပြောသလားပြောတတ်လားဒီလိုမျိုးမေးတာဖြစ်တဲ့အတွက်ဒါကရေဘူးရအချက်လက်ကိုမေးတာဒါကို do you speak English English ကပြောလို့ရှိလားဆိုရဲကျွန်တော်တို့ဒီ repeatedly ဖြစ်တဲ့ဟာမျိုးမေးတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ do you speak English do you speak Burmese do you speak Japanese
အဲ့ဒါမှာ are you speaking Japanese ဆိုပြီးတော့ကျွန်တော်သူ့ရဲ့လှုပ်လေလှုပ်တာရှိရမျိုးမမေ့ဘူးဒါပေမဲ့အခုပြောနေချိန်ကျွန်တော်အခုဂျပန်လိုပြောနေရဆိုတော့ are you speaking Japanese ဆိုပြီးတော့မေးတာမျိုးဒါကတော့အခုချိန်မှာပြောတဲ့ဟာမျိုးပြောတာပေါ့နော်အဲ့တော့ဒီနှစ်ခုရဲ့အသုံးလေးကိုသိမယ်လို့ထင်ပါတယ်အဲ့နောက်တစ်ခုကြည့်ကြည့်အောင် let's go out it isn't raining now အဲ့အပြင်သွားရအောင်အခုမိုးမရွာတော့ဘူးအခုလက်ရှိမှာမိုးမရွာနေတဲ့ဖြစ်စဉ်ညာဖြစ်နေမိုးမရွာတော့မိုးမရွာနေဘူးနောက်တစ်ခါကျဒီမှာကျွန်တော် noun ဆိုတာလည်းပါနော်အခုတော့မိုးမရွာတော့ဘူးမိုးမရွာနေဘူးဒါဆိုရင်အခုပြောတဲ့အချိန်မှာဖြစ်တဲ့အတွက်ကျွန်တော် present continuous လုပ်မယ်subject ဆိုရင် subject ကအနည်းဖြစ်တဲ့အတွက်ကျွန်တော်ဘာခေါ်မလဲ it's ခေါ်မယ်အဲ့လိုပဲအငင်းဆိုတော့ isn't ဖြစ်သွားမယ်နော် isn't သူရဲ့ဒါ contract လောက်ထားတာသူရဲ့ long form က is not ပေါ့နော်isn't လောက်ဆန်ထားမယ် it isn't raining now အဲ့လိုပဲဒီမှာကျတော့ဗာလဲဆို in summer ဒီမှာ it doesn't rain very much in summer နွေရာသီမှာမိုးတိတ်မရွာဘူးဒါနွေရာသီမှာမိုးမရွာဘူးဆိုတာသိကြတယ်ဒါကကျွန်တော်ရဲ့ general အမှန်တရားကိုပြောတာနွေရာသီမှာမိုးမရွာဘူးနော်ဘယ်လိုမျိုး general အမှန်တရားတွေကျွန်တော်ပြောတဲ့အခါမျိုးမှာဆိုရင်ဒီ simple things တွေပြောတဲ့အခါမျိုးမှာဆိုရင်ကျွန်တော်က simple a present simple ကျွန်တော်သုံးတယ်ပေါ့နော် it ကိုကြည့်တော့ it က singular ဖြစ်တဲ့အတွက်ကျွန်တော်ကဘာခေါ်မလဲဆိုတော့ does ခေါ်မယ်အငင်းဆိုတော့ does not ဖြစ်တဲ့အတွက် contractor form ဖြစ်တဲ့ doesn't rain ခေါ်မယ်နော်အဲ့လိုပဲဒါလေးလည်းတူတူပါပဲနော် I'm busy what are you doing I'm busy ငါလှုပ်ရှုံနေ what are you doing ဘာလုပ်နေရလဲဒါခုလက်ရှိအောင်ပဲအဲ့ဒါမှကိုကလှုပ်ထားရှိတဲ့ကိစ္စတွေကိုမေးတဲ့ခါမှာဆိုတော့ present simple သုံးတယ် what do you usually do on weekends နေရွေးပြရမှာဘာလှုပ်ထားရှိလဲဘာလုပ်လို့ရှိလဲအမြဲတမ်းနော်ဒါကိုရလှုပ်ထားရှိတယ် repeatedly ဆိုရဲနော် how often တဘောမျိုးသူလိုမျိုးမေးတာပေါ့ဒါမျိုးဆိုရင်ကိုကပြန်ဖြေရမယ် I'm getting hungry let's go and eat ဒါအခုချိန်မှာကျွန်တော်က I'm getting hungry ငါဗိုက်စားလာတယ်ဗိုက်စားတယ်လို့ပြောတာနော်ဗိုက်စားတယ်လို့ပြောတာဖြစ်တဲ့အခုစုပ်ပတ်မှာကျွန်တော်ဖြစ်နေတာဖြစ်တဲ့ present continuous နဲ့သုံးထားတယ်နောက်တစ်ခါကျတော့ I'm always get hungry in the afternoon နေ့လယ်ဆိုရင်ငါအမြဲတမ်းဗိုက်စားတတ်တယ်ဒါအမြဲတမ်းဖြစ်တဲ့ဒီမှာဆိုရင် frequency effort လည်းသုံးတာပေါ့နော်ငါတို့အမြဲတမ်းဖြစ်တဲ့အားတွေကိုပြောတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဆိုရင်တော့ present simple သုံးတယ်I always get hungry in the afternoon ရမနော် Okay ဒီဘက်မှာဆိုရင် Kate works to work in Italy so she's learning Italy အဲ့တော့ Kate ကတဲ့အီတလီမှာအလုပ်သွားလုပ်ချင်ဒါကြောင့်သူကအီတလီဘာသာစကားကိုလေ့လာနေတယ်အဲ့တော့ခုပြောနေချင်ပါလေ့လာနေကောင်းနေကူမယ်ဒါပေမဲ့အတိတ်မှာစခဲ့တဲ့လို့လည်းရှိသည်မပြီးပြတ်သေးတဲ့ဟာမျိုးပေါ့နော်ဒါမျိုးဆိုရင်ကျွန်တော်က present continuous ကိုသုံးတယ်အဲ့ဒါ subject က she ဖြစ်တဲ့အတွက် verb to be လိုက်မယ်အဲ့ဒါကိုကျတော့ most people learn to swim when they are children နော်လူတော်များများကသူတို့ငယ်စဉ်ဘဝမှာရေကူးနေကိုသင်ကြတယ်ဒါအချိန်စမှာရေကူးနေသင်တယ်ဆိုရယ် general truth ပေါ့မျိုးပြောတာပေါ့နော်ဒါဆိုရင် present simple သုံးမယ် most people ဆိုတော့လူအများဖြစ်တဲ့ plural ဖြစ်တဲ့အတွက်လမ်းမှာ cs ထည့်စရာမလို The population of the world is increasing very fast တော့ကမ္ဘာကြီးရဲ့လူကြီးဟာတဖြည်းနဲ့ပိုများလာတယ်ဒါတဖြည်းဖြည်းနဲ့ပိုများလာတယ်ဆို increasing ဆို improvement နော် developing ဖြစ်တာမျိုးပြောတာဖြစ်တဲ့အတွက် present continuous နဲ့သုံးထားတယ် Every day the population of the world increases by about 200,000 ပေါ့နော် 200,000 people ဒါဆိုရင်ဘာဖြစ်မလဲနေ့တိုင်းလူနှစ်သိန်းလောက်ကဘာကြီးရဲ့လူကြီးကတိုးလာတယ်ဒါကတော့ facts ကိုပြောတာနော် general facts ကိုပြောဖြစ်တယ် general present simple နဲ့သုံးပါတယ်ဟုတ်ပြီအဲ့တော့ present continuous ကိုသုံးတာတဲ့ဘယ်မှာသုံးလဲဆိုတော့ temporary situation ဆိုတာယာယီဖြစ်လေးတွေအတွက်ဆိုရင်ကျွန်တော်တို့က present continuous ကိုသုံးပါတယ်တဲ့ things that continue for a short time ဒါကိုပြန်ပြီးရှင်းပြတော့ temporary ဆိုတာယာယီဆိုတာပြန်ရှင်းပြတာဖြစ်ပါတယ်အဲ့တော့ I'm living with some friends until I find a place on my own အဲ့တော့ဒါဆိုရင် temporary အကြောင်းအရာကိုပြောထားတာ I'm living with some friends until I find a place on my own ငါရဲ့ကိုယ်ပိုင်နေရာမရှာသေးတဲ့၍နော် and this ဆိုတာတိုင်အောင်ဆွဲတိတ်ပဲနော်မရှာသေးတဲ့၍ I'm living with some friends ငါတကယ်ချင်းနေစီမှာငါနေနေအဲ့တော့ तू ကအခုတကယ်ချင်းစီမှာခဏနေတာ temporary situation ဖြစ်တဲ့ဒါကြောင့် present continuous နဲ့တုံးနေ
နော်တကယ်ချင်းသူ့ရဲ့ကိုယ်ပိုင်နေရာရှာနိုင်တဲ့အခါဆိုရင်တော့သူကပြောင်းပါပေါ့နော် okay ဒါကိုပဲပြန်ပြီးတော့ဒီဘက်မှာ compare လုပ်ကြည့်အောင် present simple တွေကျတော့ဘယ်လိုမျိုးဟာတွေအတွက်သုံးနေရှိလဲဆိုတော့ permanent situation permanent ဆိုတာကကျတော့ကျွန်တော်အမြဲတမ်းပေါ့နော် long time ဆိုတဲ့တပိတ်ပေါ့ long time process တွေအတွက်ဆိုရင်တော့ကျွန်တော် present continuous present simple နဲ့ကျွန်တော်သုံးနေရှိပါတယ်ဥပမာ my parents live in London they have lived there for all their lives သူတို့ရဲ့တလုံးအဲ့ဒီမှာပဲနေခဲ့တာ my parents live in London ကျွန်တော်ရဲ့မိဘတွေက London မှာနေတယ်ကျွန်တော်မိဘတွေက London မှာနေတယ်တဲ့သူတို့မွေးကလေးက London မှာနေလာတယ်တောက်လျှောက်လည်းနေလာတယ်ရှေ့ဆက်လည်းနေပါဖို့ရှိတယ်ဒါမျိုးတွေဆိုရင်တော့ကျွန်တော်တို့ permanent situation ဖြစ်တဲ့အတွက် present simple နဲ့သုံးပါဒီဘက်မှာတော့ permanent situation မဟုတ်ဘူးခဏပဲကိုယ့်ရဲ့နေရာလေးရှာနိုင်ခြင်းမှာတကယ်ချင်းနဲ့တူတူနေတာဒီလိုမျိုးအကြောင်းအရာတွေကိုပြောတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ present continuous နဲ့သုံးရပါတယ် okay နောက်တစ်ခုကြည့်ကြည့်အောင် you're working hard today yes I have a lot to do I have a lot to do မင်းဒီနေ့တော်တော်လုပ်ကြိုးစားနေပါလားဟုတ်တယ် I have a lot to do အများကြီးလုပ်စရာရှိလို့ဒီနေ့အလုပ်ကြိုးစားနေပါလားဒီနေ့ဆိုရင် temporary အကြောင်းရပြောပါနော်အရင်ရက်တွေကတော့အဲ့လိုကြီးကြိုးစားချင်မှကြိုးစားမှာပါဒီနေ့ကတော့လုပ်စရာများနေလို့ကြိုးစားနေတာဖြစ်တဲ့ temporary situation ကိုပြတာဖြစ်တဲ့အတွက်ကျွန်တော် present continuous ကိုသုံးမှာဖြစ်ပါတယ် okay ဒီမှာကြည့်ကြအောင် Joe isn't easy Joe isn't lazy Joe ကပြင်းနေရမှာမဟုတ်ဘူး he works hard most of the time Joe ကအခုပြင်းနေရမှာမဟုတ်ဘူး he works hard most of the time အချိန်တော်တော်များများမှာသူကအလုပ်ကြိုးစားပါတယ်ဒါသူ့ရဲ့ပင်ကိုတပါပါပေါ့နော်သူကအလုပ်ကြိုးစားတယ်ဆိုရင် permanent situation permanent သူ့ရဲ့ပင်ကိုဗီဇကိုပြောတာပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ present simple သုံးတာဖြစ်ပါတယ်နော်အဲ့တော့ကိုက present simple နဲ့ present continuous ကို compare လုပ်တာနော်ပို့ပြီးတော့ရှင်းသွားမယ်ထင်တယ်မသိသေးဘူးဆိုရင်ကျွန်တော် unit 1နဲ့ unit 2ကိုပြန်ကြည့်လို့ရပါတယ်နော် okay ဒါဆိုရမယ်ထင်ပါတယ်နော်အဲ့တော့ဒါမှဆိုရင်ကျွန်တော်တို့ကျွန်တော်ဒီအောက်မှာ I always do ဆိုတဲ့ဟာလေးပါတာ I always do and I'm always doing ဆိုတဲ့အကြောင်းအရာလေးပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါလေးရဲ့ knowledge နဲ့ကျွန်တော်မှတ်ထားပါပေါ့နော်သိထားရင်ကောင်းပါတယ်နော် I always do and I'm always doing so I always ဆိုတာလည်းအမြဲတမ်းဒီမှာလည်း always ဆိုတာလည်းအမြဲတမ်းပဲအဲ့တော့ဘယ်လိုမျိုးကွာလဲဆို I always do something အမြဲတမ်းလုပ်နေတယ်ဆိုတာ I do it every time အမြဲတမ်းအချိန်တိုင်းလုပ်တယ်ဆိုရင်အတိတ်ပဲဖြစ်ပါတယ်တဲ့ I always do ဆိုတဲ့အသုံးပဲဥပမာ I always go to work by car အလုပ်ကိုအမြဲတမ်းအလုပ်ကိုအမြဲတမ်းကျွန်တော်တို့ကားနဲ့သွားလိရှိတယ်ဒါအမြဲတမ်းလုပ်တယ်ဆိုတဲ့အတိတ်ပဲเนาะအဲ့ဒီအချိန်မှာကျွန်တော်တို့ I am not always going ဆိုပြီးသုံးလို့မရပါဘူးဒါအမြဲတမ်းလုပ်တဲ့ဟာကိုပြောတာဖြစ်တဲ့အတွက်ကျွန်တော် present simple ကိုသုံးပြီးတော့ I always နဲ့သုံးတာဖြစ်ပါတယ်အဲ့တော့ဒီမှာဆိုရင် I'm always doing something ဆိုတဲ့အတိတ်ပဲဘာမျိုးဖြစ်မလဲဆိုတော့ I do it too often or more often than normal ပုံမှန်လုပ်နေကြတဲ့တော့နည်းနည်းလေးပိုလုပ်တယ်ပုံမှန်လုပ်နေကြတဲ့နည်းနည်းလေးပိုလုပ်တာမျိုးပေါ့နော်အဲ့တော့ too often ပုံမှန်လုပ်နေကြနည်းနည်းလေးပိုလုပ်တာမျိုးပြောတဲ့အခါမျိုးမှာဆိုရင် present continuous ဒီမှာ always doing ဆိုပြီးသုံးလို့ရပါတယ်တဲ့အဲ့တော့ဘယ်လိုမျိုးလဲကြည့်ကြည့်အောင်အဲ့ဒီမှာဆိုရင်အဲ့တော့ဒီမှာဆိုရင် I have lost my keys again I've lost my keys again ငါတော့ပြောင်းသွားရမည်I'm always losing that I'm always losing that အမြဲတမ်းပျောက်နေရပါဒါအမြဲတမ်းဆိုအမြဲတမ်းပျောက်နေရတာမျိုးမဟုတ်ဘူးနေ့တိုင်းပျောက်တာမျိုးမဟုတ်ဘူးဒါပေမဲ့ဖြစ်နေကြပုံစံတက်တော့ပျောက်တာတစ်လမှတစ်ခါ3လမှတစ်ခါလောက်ဖြစ်တာနော်3လမှတစ်ခါလောက်ဖြစ်တယ်ဒါပေမဲ့3လကသူက3လတစ်ခါကိုနောက်3လကြာတယ်သူထပ်ပျောက်ဒါလိုမျိုးနည်းနည်းလေးပုံမှန်ဖြစ်တာပုံမှန်ဖြစ်နေကြလို့ဒါနည်းနည်းလေးပိုဖြစ်တဲ့ဟာပြောတဲ့အခါဒီမှာဆိုရင်ကျွန်တော် present continuous နဲ့သုံးတာမှန်ပါတယ်ဒီနေရာမှာ I always lose ဆိုပြီးတော့ကျွန်တော်မှားပါတယ်အမြဲပျောက်နေတဲ့ပုံစံမျိုးဖြစ်သွားမယ်တယောက်ကသူ့ကိုခိုးထားလို့သူနေတိုင်းသူ့ရဲ့တော့ပျောက်နေတဲ့ပုံစံမျိုးဖြစ်သွားမှာဒါကိုနည်းနည်းလေး be careful လုပ်ဖို့လိုရနော်ဒီမှာဆို I'm always losing them ဆိုတော့ I lose them too often မကြာခဏပျောက်တာရှိတာမျိုးပြောတဲ့အခါမျိုးမှာသုံးနေA Paul is never satisfied he's always complaining Paul က it's never satisfied Paul ဘယ်တော့မှမကျေနပ်ဘူးပေါ့နော် he's always complain အမြဲတမ်း complain တတ်တယ်
ပြောချင်တာ complain too much ဆိုတဲ့အထိပဲပြောတာနော်အဲ့တော့ complain အမြင်နဲ့ကျွန်တော်တက်လိတက်တာကြီး complain ပုံမှန်တက်နေကြလူတွေထက်တော့နည်းနည်းလေးပိုတက်တဲ့အကြောင်းပေါ့နော်ဒါမျိုးပြောအောင်နော်you are always looking at your phone အမြင်ဖုန်းကြည့်နေရပဲ don't you have anything else to do လုပ်စရာမရှိဘူးလားဒါမျိုးလေးပြောတာပေါ့နော်မင်းအမြင်ဖုန်းကြည့်တာအမြင်ဖုန်းကြည့်တာ every time သဘောမျိုးမဟုတ်ဘူးမင်းကပုံမှန်ထပ်ပို့တဲ့two of family နည်းနည်းဖြစ်တယ်ဒါမျိုးလေးပြောနော်ဒါ always do နဲ့ always ဒါလေးကနည်းနည်းလေးကျောင်းသားလေးတွေကျောင်းသားတော်တော်များများဒါမှားတတ်တယ်အမြဲတမ်းလုပ်နေကြဆိုရင်present simple ကြီးပဲသုံးမယ်ဆိုတာထက်အမြဲတမ်းလုပ်နေကြလားဒါမှမဟုတ်ကျွန်တော် normal ထက်နည်းနည်းလေး often ပို့ဖြစ်တဲ့ဟာမျိုးလုပ်တာမျိုးဆိုရင်ကျွန်တော် I always doing ဆိုတဲ့ဟာမျိုးလေးသုံးရမယ်ဆိုတာဒီသင်ခန်းစာမှာရအောင်မယ်လို့ပြောလိုက်ပါတယ်နော် okay ဒီသင်ခန်းစာကတော့ကျွန်တော်ဗာသင်ခန်းစာလေးဆိုတော့ present simple နဲ့ present continuous ကို compare လုပ်တယ် I always do နဲ့ I always doing ဆိုတဲ့ဒီလိုမျိုးအကြောင်းအရာလေးကိုလည်းပြန်ပြီးတော့ compare လုပ်ထားတယ်နော် okay ဒါဆိုရင်ရမယ်ထင်ပါတယ်ကိုယ့်ရဲ့ exercise တွေလုပ်ကြည့်ပါကျွန်တော်နားမလည်ရရှိရင်နော်ကျွန်တော်ဒီမှာအချိန်မေးလာမိလို့ရပါတယ် okay အားလုံးပဲကျမနေကောင်းကြပါစေ bye bye ပါ